မိန်းကလေးတစ်ယောက်ကမှန်ထဲမှာကိုယ့်ရိတ်ကိုမမြင်ရတာကိုသတိထားမိခဲ့တယ်။ဒါပေမဲ့စက်ပြတုံးတုံးကိုကောက်ယူလိုက်တဲ့အချိန်မှာတော့သူမဟာကိုမမြင်နိုင်အောင်ပျောက်ကွယ်နိုင်တဲ့စွမ်းအားရရှိထားပြီဆိုတာသိလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲစက်ပြတုံးကမတော်တဆမြေကြီးပေါ်ကျသွားပြီးသမရရဲ့အာယုံကိုချက်ချင်းဆွဲဆောင်သွားတယ်။သမရကမြင်လိုက်ရတဲ့အရာကြောင့်အယမ်းကြောက်သွားပေမဲ့မိန်းကလေးကတော့အယမ်းပျော်နေခဲ့တယ်။ဒါပေမဲ့သူမမသိသေးတာကသူမရဲ့ပျောက်ကွယ်နိုင်တဲ့စွမ်းအားမှာအချိန်ကန့်သက်ချက်ရှိနေခြင်းပဲဖြစ်တယ်။အချိန်တစ်ခုပြီးနောက်သူမရဲ့အဝတ်စားတွေပြန်ပေါ်လာတယ်။ဒီအချိန်မှာသမရကအယမ်းကြောက်ပြီးအော်ဟစ်ကချက်ချင်းထွက်ပြေးသွားတယ်။မိန်းကလေးကလည်းသူမရဲ့အဝတ်တွေပြန်ပေါ်လာနေပြီဆိုတာသိလိုက်ရတယ်။ဒါပေမဲ့သမရကတော့ရေချိုးခန်းထဲမှာမကောင်းဆိုးဝါးတစ်ကောင်ရှိနေတယ်လို့ထင်နေခဲ့တယ်။သမရကချက်ချင်းအိမ်အကူကိုခေါ်ပြီးအမြန်လာတန့်ရှင်းပေးဖို့အမိန့်ပေးလိုက်တယ်။ဖမ်းမိမသွားစေဖို့မိန်းကလေးကသူမရဲ့အဝတ်တွေကိုချက်ချင်းချွတ်လိုက်တယ်။အိမ်အကူရောက်လာတဲ့အချိန်မှာမြေကြီးပေါ်မှာအဝတ်တစ်စုံပဲတွေ့ရတယ်။တကယ်တော့မိန်းကလေးကဘေးမှာရက်နေတယ်ဒါပေမဲ့ဘယ်သူမှသူမကိုမမြင်နိုင်ကြဘူး။ဒါပေမဲ့သူမထွက်သွားတော့မယ့်အချိန်မှာသူမရဲ့ပျောက်ကွယ်နိုင်တဲ့စွမ်းအားကထပ်မံပြက်ကွက်လာပြန်တယ်။ဘာဒီဂါတစ်ယောက်ကသူမကိုမြင်လိုက်ပြီးကြောက်လန့်တကြားအော်ဟစ်လိုက်တယ်။မိန်းကလေးကသမရရဲ့ရေချိုးပေါ်ဝါကိုချက်ချင်းဆွဲယူပြီးအပြေးထွက်သွားတယ်။သမရကတော့သူ့ရဲ့ပေါ်ဝါပျောက်သွားတာကိုတော့မသိခဲ့ဘူး။အိမ်ကူရဲ့မျက်နှာအနေထားမမှန်တာကိုတွေ့ပြီးသမရကအဝတ်သစ်ယူလာပေးဖို့ပြောလိုက်တယ်။မိန်းကလေးအိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူမဟာပျောက်ကွယ်နိုင်တဲ့အချိန်ကိုမထိန်ချုပ်နိုင်တာကြောင့်အယမ်းစိတ်တိုနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမကသတင်းတစ်ခုကိုမြင်လိုက်ရတယ်